င်တောင်ရှင်မမေတွေကလေးရဲ့ចောင်းတာဝန်ကြီးပြီးသွားပြီဆိုတော့အမျိုးသမီးတွေရဲ့တကိုယ်ရည်တန်ရှင်းမှုကိုလိုရတဲ့အချိန်ကန့်သက်လေးရောက်လာပါပြီ။ကဲအဲ့တော့အမကတော့မျက်နှာတက်တဲ့အချိန်မှာဆုစက်ပြလေးနဲ့မျက်နှာတက်ပြီးတော့အခုလိုခေါင်းလျှော်တဲ့အချိန်မှာဆု local brand ကထုတ်ထားတဲ့ right protein shampoo လေးနဲ့ခေါင်းလျှော်ပါတယ်ရှင်။ခေါင်းလျှော်တဲ့နေရာမှာလည်းဘယ်လိုလျှော်ရမလဲဆိုတော့ shampoo နဲ့ဥယျာဉ်ကိုဓာတ်ရိုက်မထိအောင်လို့ရေနှစ်စားခေါင်းလျှော်ရည်တစားထည့်ပြီးတော့မှွေပြီးတော့အမြုပ်ထားတဲ့အချိန်မှာမှဒီအမြုပ်လေးကိုယူပြီးတော့ဖြော်ပြီးတော့လျှော်ရပါတယ်ရှင်ဥယျာဉ်နဲ့ရှမ်ပူနဲ့ဓာတ်ရိုက်ထိမယ်ဆိုလို့ရှိရင်ပေါက်ထတာတွေဖြစ်မှာဆိုလို့သတိပေးတာပါရှင်နောက်တစ်ခုကကြတော့မျက်နှာတစ်ပြီးပြီးခေါင်းလျှော်ပြီးပြီးဆိုရင်တော့အမားတို့က hair serum လေးကိုထည့်မယ်ရှင်ကဲမျိုးသမီးတွေရဲ့ဘဝမှာဒီလိုသုံးမျိုးတစ်ဆက်ရနေပြီဆိုလို့ရှိရင်သပင်နဲ့မျက်နှာအတွက်ကစိတ်ချရဆုံးဖြစ်ပါတယ်ရှင်အခုချိန်မှာအမားတို့ရဲ့ right protein shampoo နဲ့ hair serum ကိုဒီလိုတစ်စုံဝယ်မယ်ဆိုလို့ရှိရင်12000နဲ့မျက်နှာတစ်စက်ပြလေးကိုပါလက်ဆောင်ထည့်ပေးထားပါတယ်ရှင်ဒီမျက်နှာတစ်စက်ပြဆိုလို့ရှိရင်သုံးမှုတဲ့သူတိုင်းသိပါတယ်ဝက်ချံအမဲစဲနေလောင်နေစားဝက်ချံတွေကိုပါတက်တာပြောက်ကင်းစေတဲ့12000နဲ့ဆုစက်ပြလေးဖြစ်ပါတယ်ရှင်ကဲအဲ့တော့ဒီချိန်အခါမှာဝယ်မယ်ဆိုရင်တော့ဒီလိုတစ်စုံ4400နဲ့တစ်စုံဝယ်တာနဲ့right protein shampoo ကိုမြစ်တာလက်ဆောင်ထည့်ပေးထားပါတယ်ရှင်ဘူးရည်အတွက်လေးနဲ့ပဲတတ်မှတ်ထားတာဖြစ်တဲ့ အမားဒီမှာဘူးရည်အတွက်လေးသိမကြံတော့ပါဘူးကဲအဲ့တော့မှားယူတင်နေဆိုရင်တော့မြန်မြန်လေးကိုဟယ်လိုလုပ်လိုက်ပါရှင်ကျေးဇူးတင်ပါတယ်